Hi guys, it's Perry. ဒီနေ့မှာတော့ Perry တော့2026ကြာလို့ရှိရင်ဘယ်လိုမျိုးကို glow up ဖြစ်အောင်လုပ်မလဲကိုယ့်ရဲ့ဒီ personal life နဲ့ career ဘိုင်းမှာတက်ပို့ပြီးတိုးတက်အောင်ဘယ်လိုလုပ်မလဲဆိုတဲ့ဟာလေးကို list တွေလုပ်သွားမှာဖြစ်ပါတယ် Perry တော့ဒီ list လေးကိုလုပ်တဲ့အခါမှာကိုအားတန်တဲ့နေရာမှာခြိုက်ရေးဖို့လိုရပေါ့နော် Is it like a cute notebook လို့ချစ်ဖို့ကောင်းတဲ့ notebook လေးတုံးမဟုတ်ကိုသုံးနေတဲ့အလုပ် iPadတခုခုမှခြိုက်ရကြမယ်နော်အဲ့လိုခြိုက်ပြီးပြောရဆိုလို့ရှိရင်လည်း parent ကို comment down below လုပ်ပေးပါအောင်နော် parent လည်း parent ရေးထားတဲ့ list လေးကို iPad ကဟာလေးရော notebook ကဟာလေးကို comment တွေမှာချပြမယ်နော်တော့ဘာကိစ္စဒီလိုမျိုး personal growth list လေးကိုလုပ်လဲဆိုလို့ရှိရင်ပုံမှန်အားဖြင့်လူတွေအကုန်လုံးနောက်နဲ့ကြားလို့ရှိရင်ဘာလေးလုပ်လဲဆိုတော့အတွေးလေးရှိရပေါ့နော်ဒါပေမဲ့ချမရေးပြတဲ့သူကများပြီးတော့ကိုလုံးချင်တဲ့ list ကို follow မလုပ်နိုင်တဲ့သူကများတယ်ပေါ့နော်ပြောရဆိုလို့ရှိရင်တစ်ခါကြားလို့ရှိရင် loss of track ဖြစ်တဲ့အခါမျိုးတွေပေါ့နော်အဲ့ဒါတွေအတွက်ကိုမဖြစ်ရလေအောင်လို့ဒီ list လေးကိုလုပ်တာပေါ့နော်အဲ့တော့ parent တို့2016မှာလုပ်ချင်တဲ့အရာလေးကို list ထဲမှာ10ခုအရင်ထည့်ပါမယ်Okay, let's start it. Hey, parent ရဲ့ပထမဆုံး list ထဲမှာဘာလေးရှိလဲဆိုလို့ရှိရင် content creation လေးတွေကို makeup ပိုင်းရောပြောရည်ဆိုလို့ရှိရင် mental health ပိုင်းရောကိုဒီထပ်ပို့ပြီးတော့တင်နိုင်ခြင်းပါတယ်ဆိုတဲ့ဟာလေးကပထမဆုံး list ထဲမှာရှိပါတယ် parent က creation လေးတွေလုပ်ရတာသဘောကျတယ်ပြောရည်ဆိုလို့ရှိရင် my passion is for makeup ဆိုတော့ဒီလ2026မှာဗီဒီယိုလေးဒီထပ်ပို့ပြီးတော့တင်သွားခြင်းတယ်ပေါ့နော်ဒါလေးကတော့ number 1 for my list. Okay, on second part of my list is weight loss, okay? Don't let my face fool you. I'm still fat, okay? အဲ့တော့2026မှာဆိုရင် parent ကကိုကျန်းမာရေးနဲ့ကိုက်ညီတဲ့ခန္ဓာကိုယ်အချိုးအစားမျိုးကိုလိုချင်တယ်ပေါ့နော် weight ကိုလည်း2025ထဲကချနေတယ်ဒါပေမဲ့ I've been a lazy ass and no excuse for that 2026မှာတော့ဒီထက်ပိုပြီးတော့အဆင်ပြေပြီးအချိုးကျတဲ့ခန္ဓာကိုယ်တစ်ခုကိုရဖို့အတွက်ကိုစူးစမ်းမှာဖြစ်ပါတယ်ဆိုတော့ that is on the second list. The third one ကတော့ထိုင်းစာလစ်လာနေအခုလောလောဆယ်ထိုင်းစာလုံးနေတာဖြစ်တဲ့အတွက်ထိုင်းစာကို2026အလယ်လောက်ကြလို့ရှိရင်သေချာလေးပြောတတ်ချင်ပါတယ် that is on the third one. လေးခုမြောက် on the list ကပါလဲဆိုလို့ရှိရင် parent က nail art ကိုမနှစ်က certificate ယူထားပြီးတော့ nail ပစ္စည်းလေးစုနေတာပေါ့နော် nail art လေးလည်းဒီချက်ပို့ပြီးတော့ create လုပ်ချင်တယ် content မှာလည်း nail art လေးတင်ချင်တယ် that is on my fourth one ကဲ၅ခုမြောက်ကပါတယ်parent ပုံဆွဲရတာအရင်ကြိုက်ပါတယ်ပုံကိုဘာပုံလေးဖြစ်ဆွဲရတာသဘောကျရပေါ့နော်ဒါကတော့ hobby ဘိုင်းကိုပို့ဆိုင်သွားပြီcareer ချက် hobby ဘိုင်းပို့ဆိုင်သွားပြီဒါပေမဲ့ဂျပက်ကိုအနည်းဆုံး2ခု3ခု3ခုလောက်တော့ဆွဲချင်တယ်ချီပီပေါက်စာလေးဖြစ်ပေါ့နော်အဲ့လေးကိုဆွဲပြီးတော့လဲ parent မှာ drawing account တက်ရှိတယ် I want to post there just for fun that is on the fifth list. Okay 6ခုမြောက် on the list ကပါလဲဆိုလို့ရှိရင် inner peace လိုချင်တယ်ပြောရည်ဆိုလို့ရှိရင်နှစ်တိုင်းမှာ2025အထိကိုရှိနေတဲ့ပြဿနာပါလဲဆိုလို့ရှိရင် parent က boundary မထားတတ်ဘူးပေါ့နော် parent သဘောကောင်းတယ်ပြောရည်ဆိုလို့ရှိရင် people pleasing တာဖြစ်တယ်ဒါကြောင့်2025မှာတော်တော်ကြီးကို short ချသွားပြီးပြတ်တော့ဝါတဲ့တငယ်ချင်းစံရည်လည်းအများကြီးရှိခဲ့ရပေါ့နော်ဒါပေမဲ့ keep up with it ဘာလို့လဲဆိုတော့ကိုမှ respect မရှိဘူးဆိုလို့ရှိရင်ကိုမှမချစ်တတ်ဘူးဆိုလို့ရှိရင်ကိုအနိုင်ချင်းတဲ့သူတွေပဲဒီထက်ပိုပြီးဝန်းရလာမှာကွာဆိုတော့ inner peace ကပါလဲဆိုရင်တငယ်ချင်းပဲဖြစ်ဖြစ်လောက်ပေါ်ကိုင်ဘက်ပဲဖြစ်ဖြစ်ဘသူပဲဖြစ်ဖြစ်ကိုအပေါ်မှာဒီလိုမျိုးကိုမကြိုက်တဲ့ပုံစံမျိုးမဆက်ဆံပါနဲ့ဆိုရဲစီတခုထားပါမယ် Okay နံပါတ်9မြောက်ကပါလဲဆိုလို့ရှိရင် parent ကကိုနဲ့လိုက်တဲ့ fashion တခုကိုတခြားလေး invest လုပ်ပြီးဝတ်ချင်တယ်ပေါ့နော် you know desire to be more fashionable and more cooler physically I guess so number 8 on the list မှာကျတော့ဘယ်လိုလဲဆိုတော့ကိုအရင်အလေးထားတဲ့ connection တွေမိသားစုတငယ်ချင်း relationship any kind of connection အဲ့မှာကိုကအမြဲတမ်းတိတ်ပြီးတော့မရှင်းပြတဲ့သူမျိုးပေါ့နော် parent ကတိတ်ရှင်းပြလေးမရှိကိုဘာလုံးနေလဲဆိုရှင်းပြလေးမရှိဘူးမိထိုင်းယူရင်တအားယူလိုက်တာမျိုးပြောရဆိုလို့ရှိရင်ကိုလုံးနေတဲ့ဟာလေးတွေကိုတိတ်ရှင်းပြလေးမရှိတာတစ်ဖက်ကသူရဲ့ situation ကိုမမေးပဲတဲ့ conclusion ယူလိုက်တာမျိုးတွေ parent တအားလုပ်တယ်ပေါ့နော်ဆိုတော့2026မှာအဲ့လိုမလုပ်ဘဲနဲ့ကိုလိုချင်တာဆိုရင်တစ်ခါလေးတမ်းမေးလိုက်ပြီးတော့ကိုဘာတွေလုံးနေလဲဆိုတော့တစ်ဖက်လူသိအောင်လို့ပြောပြပြီးတော့ misunderstanding လုံးဝမရှိတဲ့ connection မျိုးတိဆောက်ဖို့ကနံပါတ်8နေရာမှာရှိပါတယ်နံပါတ်9ကကျတော့ vlog လေးရိုက်တာပေါ့နော် parent ကအပြင်မှာအဲ့လိုမျိုးဒီဆိုင်လေးကကောင်းပါတယ်ဒါလေးကလှပါတယ်စသဖြင့်အဲ့လိုလေးရိုက်ချင်တယ်ပေါ့နော်အဲ့လိုလေးရိုက်ဖို့အတွက်ကိုလည်းI want to have a chance for that as well that's the number 9 number 10 okay parent က lipstick crazy ကွာအဲ့တော့2026မှာ lipstick လေးတွေအဲ့လိုဘယ်လိုပြောမလဲ reasonable ကနေပြီးတော့ high end အထိကိုနည်းနည်းချင်းစီစုသွားပြီးတော့ review လေးပေးချင်ပါတယ် that is number 10main ကလေးတငယ်ချင်းတွေနဲ့ပို့ပြီးတော့ hang out လုပ်ချင်တယ်ပြောရည်ဆိုလို့ရှိရင် main ကလေးတငယ်ချင်းတွေကိုပို့ပြီးတော့အချိန်ပေးချင်တယ် because they mean the world for me and I'm going to call to those who are overseas as well. Okay, as solution ဒါတော့ parent ရဲ့2026မှာလုံးမဲ့ list လေး10ခုဖြစ်ပါတယ်အခုကြည့်နေတဲ့သူတွေကလည်း list လေးတွေလိုက်လုပ်ပြီးတော့ comment လေးမှာရေးပေးပါအောင်နော် parent ကရေးထားတဲ့ list လေးကိုလည်းလာပြီးတော့ comment ထဲမှာပြပေးပါမယ် Thank you for watching guys. See you bestie.